ငယ်ချင်းနှစ်ယောက်ကြားမှာအမေးဖြစ်လုပ်ပြီးလေ့ကျင့်လို့ရနိုင်တဲ့နေ့စဉ်တော့တရုတ်စကားပြောပုံစံလေးကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။ဘာလုံးနေရလဲဟာညီကြိုက်ကမာနာညီကြိုက်ကမာနာညီကြိုက်ကမာနာဘာလုံးနေရလဲဟာဖုန်းကြည့်နေတာနေရောစားပြီးပြီလားဝေါ်ကြိုက်ဝမ်ရှုံးကြည့်ညီချစ်လမဝေါ်ကြိုက်ဝမ်ရှုံးကြည့်ညီချစ်လမဝေါ်ကြိုက်ဝမ်ရှုံးကြည့်ညီချစ်လမဖုန်းကြည့်နေတာနေရောစားပြီးပြီလားမစားရသေးဘူးဒီနေ့အားလားဟိုင်းမိန်ချီ你今天有空吗ဟိုင်းမိန်ချီ你今天有空吗ဟိုင်းမိန်ချီ你今天有空吗မစားရသေးဘူးဒီနေ့အားလားဟိုင်းမိန်ချီ你今天有空吗အားပါတယ်ဘာဖြစ်လို့လဲယုံခုတ်怎么了ယုံခုတ်怎么了ယုံခုတ်怎么了အားပါတယ်ဘာဖြစ်လို့လဲအပြင်သွားစားရအောင်လေဘာစားခြင်းလဲ我们出去吃饭吧你想吃什么我们出去吃饭吧你想吃什么我们出去吃饭吧你想吃什么ဘာဖြစ်ဖြစ်မင်းတဲ့ပေါ်ပဲမင်းရွေးရစားမယ်随便听你的随便听你的随便听你的ဘာဖြစ်ဖြစ်မင်းတဲ့ပေါ်ပဲမင်းရွေးရစားမယ်ဒါဆိုဟောပေါ်သွားစားမလားဘလို့လဲ那去吃火锅怎么样那去吃火锅怎么样那去吃火锅怎么样ဒါဆိုဟောပေါ်သွားစားမလားဘလို့လဲ那去吃火锅怎么样အရင်ကောင်းတာပေါ်တွားကြရအောင်လေ太好了那走吧太好了那走吧太好了那走吧အရင်ကောင်းတာပေါ်တွားကြရအောင်လေ太好了那走吧你မင်္ဂလာဆောင်လို့မလို့ကြားရတကယ်လား听说你要结婚了是真的吗听说你要结婚了是真的吗你မင်္ဂလာဆောင်လို့မလို့ကြားရတကယ်လား听说你要结婚了是真的吗你နောက်နေရလားငါမှရေးစားတော့မရှိသေးဘူး你在开玩笑吗我还没有女朋友呢你在开玩笑吗我还没有女朋友呢你在开玩笑吗我还没有女朋友呢你နောက်နေရလားငါမှရေးစားတော့မရှိသေးဘူး哈哈စားတာပါကွာ哈哈我是开玩笑的我是开玩笑的哈哈我是开玩笑的စားတာပါကွာမင်းကတော့တကယ်နောက်တာပဲ你真调皮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 မင်းကတော့တကယ်နောက်တာပဲ你真调皮你真调皮ဒီအမေဖြစ်လေးတွေကိုတငယ်ချင်းနဲ့အပြန်အလှန်လေးချင်းကြည့်ရင်ပို့ပြီးတော့မှတ်မိလွယ်ပါလိမ့်မယ်နောက်ထပ်သိချင်တာတွေကိုလည်း comment မှာရေးခဲ့လို့ရပါတယ်နော်